ကဲตายาပျော်ရွှင်တဲ့အိမ်ထောင်ကြီးတစ်ခုဖြစ်ဖို့ရှေးဟောင်းဗုဒ္ဓဘာသာဉာဏ်ပညာတွေကဘလို့လမ်းညွှန်ထားလဲဆိုတာအတူတူလေ့လာကြည့်လိုက်ကြရအောင်ဒီခေတ်ကြီးမှာလက်မယားနှစ်ယောက်ကြားတကယ့်ကိုနားလည်မှုရှိပြီးတဟဇဒဖြစ်စေတာဗာများလဲစဉ်းစားဖို့ကြလားရှေးခေတ်အိန္ဒိယမှာတင်တောင်းဝေစနစ်ကျင့်သုံးပေမဲ့ဗုဒ္ဓကတော့အပြန်လန်လေးစားမှုနဲ့ပူပေါင်းမှုကိုပဲအဓိကထားလမ်းညွှန်ထဲပါတယ်ဒါကိုနားလဲလွယ်အောင်မိသားစုဘဝကိုလုံခြုံတဲ့ဆက်ဆံရေးတကား6ပေါက်ရှိတဲ့အင်ဂျီတစ်လုံးနဲ့တင်စားပြထားပါတယ်ဘဝမှာအောင်မြင်ဖို့ဒီတကား6ပေါက်လုံးကမရှိမဖြစ်အရေးပါတဲ့အခြေခံဆက်ဆံရေးတွေပဲဖြစ်ပါတယ်ဒီအထဲမှာမှအိမ်ထောင်ဘက်ကိုကိုစားပြုတဲ့အနောက်ဘက်တကားကတကယ်ကိုအထီးကကြတဲ့အချက်ချပါဒီတကားလုံခြုံဖို့ဆိုရင်ခင်ပွားတွေနဲ့အနေနဲ့ရိုင်းဆိုင်တဲ့စကားတွေရှောင်ပြီးကျင်ကျင်နာနာပြောဆိုဆက်ဆံရပါမယ်နောက်တစ်ချက်ကကိုယ့်အိမ်ထောင်ဘက်ကိုဘရောမှအထင်မသေးပဲအမြဲတမ်းတန်းတူရီတို့ဆက်ဆံပေးဖို့ပါပဲအရေးကြီးဆုံးကတော့အိမ်ထောင်ရေးဖောက်ပြန်မှုကင်းရှင်းပြီးအပြည့်အဝသက်သာရှိဖို့လိုအပ်ပါတယ်ဒါမှခိုင်မာမှာပါအိမ်တွင်းစီမံခန့်ခွဲမှုနဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကိုလည်းဇနီးတဲ့ကိုယုံယုံကြည်ကြည်နဲ့အပြည့်အဝလွှဲထားရပါမယ်ကိုဘလောက်တန်ဖိုးထားကြောင်းပြသဖို့လှပါတဲ့အဝတ်စားနဲ့လက်ဆောင်လေးတွေအမြဲစီစဉ်ပေးဖို့လေမမေ့ပါနဲ့ကဲဒါဆိုရင်တကားရဲ့ကြံတစ်ဖက်ကြံဖြစ်တဲ့ဇနီးတွေဘက်ကတော့ဘာတွေလှုပ်ဆောင်ပေးရမလဲကြည့်လိုက်ရဇနီးတွေဘက်ကလည်းအိမ်မှုကိစ္စအုပ်ကိုစနစ်တကျနဲ့တက်ရဖြစ်အောင်စီမံခန့်ခွဲပေးဖို့တာဝန်ရှိပါတယ်အိမ်ကူတွေရှိတယ်ဆိုရင်လည်းသူတို့အပေါ်နားမစင်မှုကရုဏာတရားထားပြီးများဒါဆက်ဆံပေးဖို့ရေးခီပါတယ်ခင်ပွန်းတီလိုပါပဲဇနီးတွေကလည်းအပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့အိမ်တော်ရေးပေါ်အပြည့်အဝသစ္စာရှိရမှာပါမိသားစုရဲ့ငွေကြေးပိုင်ဆိုင်မှုတွေကိုလိုအပ်ဖုံးကွယ်တာအလားဟဆဖြုံးသီးတာမျိုးမလုပ်ပဲဒေတာစောင့်ရှောက်ပေးရမှာမယ်နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုဝီရိယတွေနဲ့မိသားစုတိုးတက်ရေးအတွက်တက်ကြွပါဝင်ပံ့ပိုးဖို့ပါပဲဆက်ကြည့်ရအောင်တကယ်ကိုလက်တွေ့ကြပြီးစိတ်ဝင်စားစရာကောင်းတာကဒီငွေကြေးစီမံခန့်ခွဲမှုအကြံပြုချက်တွေပါပဲရှာဝေရရှိလာတဲ့ဝင်တွေကိုစားဝင်တွေရဲ့အတွက်တစ်ပုံစီးပွားရေးအတွက်နှစ်ပုံစုဆောင်းမှုတစ်ပုံဆိုပြီးတိတိကျကျခွဲဝေထားပါတယ်တတိထားကြည့်ပါမိသားစုစီပိုင်းယနေ့မြုပ်နှံထို့အထက်ဝင်ငွေရဲ့ထဝတီတီကိုတီးတန့်ဖယ်ထားဖို့လမ်းညွှန်ထားတာပါကျန်တဲ့၄ပုံတစ်ပုံကိုတော့မမျော်လင့်ထားတဲ့ကျန်းမာရေးနဲ့အရေးပေါ်ကိစ္စတွေအထက်ဒေချစုဆောင်းထားရမှာလားဒီတောင်အနေနဲ့ငွေချစ်စီးမြင့်တွေကိုအပြန်လန်လိုက်နာမယ်ဆိုရင်မိသားစုရဲ့အနောက်ဘက်တကားဟာဘယ်တော့မှမပြုတ်ကွက်နိုင်တော့ပါဘူးကဲဒါဆိုစဉ်းစားကြည့်အောင်ယနေ့ခေတ်အိမ်ထောင်စုတွေရဲ့အနောက်ဘက်တကားဟာတကယ်ရောလုံခြုံမှုရှိနေပြီလား